Hello ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါတူရီကင်းချက် channel ကျွန်တော်မိတ်ဆွေများအားလုံးကိုပြန်လည်ကြိုဆိုတယ်ကဲကျွန်တော်တို့ဒီတစ်ပတ်တော့လဲကျွန်တော်ညံမီသလောက်ညံစွမ်းရှိသလောက်အကောင်းဆုံးကြိုးစားပြင်ဆင်ထားပါတယ်ပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော်ရဲ့နေ့တိုင်းမိတ်ဆွေများတစ်ပတ်လုံးပလုံဆော့ပါတယ်เนาะဒါကိုကျွန်တော်မွေးနေ့ဗီဒီယိုမှာလည်းကျွန်တော်ပြောပြီးသားဖြစ်တယ်ပေါ့เนาะကဲထားပါတော့အခုဒီတစ်ပတ်တော့ကျွန်တော်ညံမီသလောက်အကောင်းကြိုးစားထားပါတယ်ကျွန်တော်ရင်နဲ့စိတ်ထဲကအမှန်တိုင်းစေတနာနဲ့ပြောရမယ်ဆိုရင်ဒီလိုချိန်မျိုးမှာကျွန်တော်ရဲ့စဉ်းစားတွေးခေါ်မှုတွေနေ့တိုင်းလိုကျွန်တော်ဝင်စေချင်တာပါဒါကျွန်တော်ရဲ့စိတ်ရင်းစေတနာကိုပြောတာနေ့တိုင်းလိုဝင်စေခြင်းနဲ့နေ့တိုင်းလိုမိစေခြင်းနဲ့နေ့တိုင်းလိုထိစေခြင်းနဲ့ဒီလိုအချိန်မျိုးမှာဒါပေမဲ့လည်းကျွန်တော်ကဖန်ဆင်းခြင်းမဟုတ်ဘူးအရာအလုံးကျွန်တော်ဖန်ဆင်းလို့ရရင်ကျွန်တော်ဖန်ဆင်းပလိုက်ခြင်းနဲ့ဒါကျွန်တော်ယင်နေရစေတနာကိုကျွန်တော်ပြပြတာအဲ့တော့ကျွန်တော်ညံမီသလောက်ကျွန်တော်မှရှိတဲ့ညံလေးနဲ့ပဲကျွန်တော်အကောင်းဆုံးကြိုးစားထားတယ်မိတ်ဆွေတို့နော်ကုညံတဲ့ချိန်လည်းရှိမယ်မကုညံတဲ့ချိန်လည်းရှိမယ်ဒါကိုကျွန်တော်မိတ်ဆွေအရင်နေတည်ပြီးသားတချို့မိတ်ဆွေတွေကတော့အမြဲတမ်းလိုမိကျင်နေတဲ့မိတ်ဆွေတွေရှိတယ်အမြဲတမ်းလိုမိကျင်တဲ့စိတ်ကပဲကိုယ့်ကိုယ်ဒေါသဖြစ်စေတယ်ကျွန်တော်ပေါ်ဒေါသဖြစ်စေတာမျိုးတွေရှိတယ်ထားပါတော့เนาะကဲအဲ့တော့လောဘအောင်ဉာဏ်နဲ့ထိမ့်ပြီးစစ်ဆက်သွားပါလို့ကျွန်တော်ပြောလို့တယ်เนาะဆိုတော့မိတ်ဆွေတို့ကျွန်တော်တို့ပြီးခဲ့တောက်ကြနေမိတ်ဆွေတို့68ပေါ့68ဆိုတော့မိတ်ဆွေတို့8နောက်ပိတ်4ပရိဖြစ်ပါတယ်8နောက်ပိတ်4ပရိဖြစ်တဲ့ကြောင့်မလို့မိတ်ဆွေတို့463ခွန်ဆိုတဲ့ကီးတွေအားကောင်းပါတယ်463ခွန်ဆိုတဲ့ကီးလေးတွေကမိတ်ဆွေတို့ခွေးပြလိုက်တာကကျွန်တော်တို့25ရာခိုင်နှုန်းရှိပြီးတော့တလုံးလိုက်တာတော့85ရာခိုင်နှုန်းရှိပါတယ်ဆိုတော့ကျွန်တော်မိတ်ဆွေများအဆင်ပြေသလိုဉာဏ်ရှိတော့သုံးချပါเนาะတင်းလာနေတဲ့မိတ်ဆွေတို့ကျွန်တော်ရဲ့အကောင်းဆုံးကြီးကတော့463ကြီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်ဖွင့်နေကြဓပြဟောင်းကြီးအတိုင်းပဲအခုနိုင်ငံတော်မှာဖြစ်နေတဲ့ပြဿနာတွေလည်းကျွန်တော်မိတ်ဆွေများသိတဲ့အတိုင်းပဲဝမ်းရောဂါတစ်မျိုးရေကြီးတာတစ်မျိုးရေကြီးတာကမိတ်ဆွေတို့မြန်မာနိုင်ငံလုံးရေကြီးနိုင်မယ်လို့တောင်မှနားလည်သူတွေပညာရှင်တွေသုံးသပ်ထားတယ်ဆိုတော့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်ပြောလို့တာကတင်းလာနေမနက်ကနေစပြီးတောက်ကြနေညနေတွေကိုဘယ်လမ်းလျှောက်မှာလဲဘာလုပ်မှာဘယ်သူပြောတဲ့အတိုင်းဘယ်လမ်းကိုသွားမှာလဲစဉ်းစားပြီးလို့ရှိရင်လည်းငါဒီလမ်းလျှောက်မယ်ဟဲ့ဆိုတော့ဒီလမ်းလေးကိုပဲငြိမ်လေးနဲ့ဖြည်းအေးလေးလျှောက်ပါလို့ကျွန်တော်ပြောလို့တယ်ဟိုဟာလဲလို့ဒီဟာလဲလို့ချိန်တိုင်းပြေလုံးလို့လုံးဝပါနေတဲ့ဘဝကြီးမှာနေလာခဲ့ကြတယ်ကြာပြီဆိုတော့ပြေလုံးလို့လုံးဝမပါတဲ့တော့လို့ကျွန်တော်မြင်တယ်ကျွန်တော်တို့လဲသိပြီလို့ကျွန်တော်မြင်ပါတယ်เนาะဒီအလောက်ကမိတ်ဆွေတို့လဲမယ်အုံနောက်ကြီးကိုဦးစားပေးမယ်ဆိုရင်ကျွန်တော်တို့ကောင်းကောင်းမွန်သွားလို့ရပါတယ်အဲ့လိုမဟုတ်ဘူးလောဘကိုပဲရှေ့တန်းတင်ထားမယ်ဆိုတော့အမြဲတမ်းလို့ကျွန်တော်တို့စိုးနေမှာပါပဲဒီနေ့ okay တယ်နောက်နေ့မရှိတော့ဒီနေ့okay တယ်နောက်နေ့ကျအကျွေးရပြန်တင်သွားအဲ့ဒါမျိုးတွေကြုံနေရပါပဲအဲ့ဒါကလောဘကြောင့်ဆိုတော့ကျွန်တော်မိတ်ဆွေများတိတိနဲ့မိုက်မီကြားမှာလို့ကျွန်တော်ပြောလို့ပါတယ်ကျွန်တော်စကားပြောတာလွန်သွားရင်ကျွန်တော်တောင်းပန်တယ်နော်ဆိုတော့မိတ်ဆွေတို့တင်းလာနေတဲ့ကျွန်တော်ရအကောင်းဆုံး break ကတော့3ည2 break ဖြစ်တယ်အဲ့တော့3ည2 break ထဲမှာကျွန်တော်အကြိုက်ဆုံးယူချိန်ပါမယ်3ည2 break ထဲမှာမိတ်ဆွေတို့ကျွန်တော်တက်ယူချက်မျိုးကတော့463ခွန်1ဘူး6ဘူး8လေး93ဖြစ်ပါတယ်3ည2 break ထဲမှာကျွန်တော်ယူချက်မျိုးကတော့463ခွန်1ဘူး6ဘူး8လေး93ဖြစ်ပါတယ်ဆိုတော့ကျွန်တော်မိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းပြည့်စုံပါဒီသွားတိုင်းကိုပါလွယ်ဆန္ဒပြည့်စုံပြီးတော့လောဘကိုအမှန်တကယ်ဉာဏ်နဲ့ထိနိုင်ကြပါစေပြီးတော့အခုချိန်မှာဘာမှမဆိုဖြစ်သွားနိုင်တယ်ဆိုတော့တဘာဘေးရနေကြုံနေရတဲ့မိတ်ဆွေတွေရှိလို့ရှိရင်လည်းလက်ထဲကငါဝိုင်းကို view site ပါเนาะလက်ထဲမှာငါဝိုင်းရှိမှကျွန်တော်တို့အဆင်ပြေမှာပါအဲ့တော့မရေရာမသေးချာတွေအတွက်ငါဝိုင်းကိုသုံးနေမယ်စားကိုမိသားစုအတွက်အရင်ခက်ခဲကြုံလာရင်သုံးဖို့ဆိုပြီးငါဝိုင်းလေးကိုကိုယ့်အလုပ်ကလေးပုံမှန်လုပ်ပြီးစုဆောင်းနေတာပို့ပြီးတော့အဆင်ပြေပါတယ်ဒီလုပ်ကြီးကိုလည်းကိုနဲ့မသိတော့ဘူးထင်ရင်ကိုအခုကြုံနေရတဲ့အခက်အခဲတွေနဲ့ရှင်းရင်ဒီလောက်ကဘာမှမဟုတ်ပါဘူးမလုပ်လို့လည်းဘာမှမဖြစ်ပါဘူးเนาะလုပ်လို့ဖြစ်သွားတဲ့သူတွေပဲရှိပါတယ်မလုပ်လို့ဘာမှမဖြစ်ပါဘူးဆိုတော့လောဘလိုညနေထိန်ပြီးတော့နေကြပါပြီးတော့ training the view site နေပါလို့ကျွန်တော်ပြောလိုပါတယ်ခင်ဗျာအားလုံးကိုအရင်ချစ်ပါတယ်เนาะ